cherry ပင်ကြီးနဲ့ခရုငယ်တခါတော့ကလှပတဲ့ပန်းဥယျာဉ်ကြီးထဲမှာကြီးမားတုတ်ခိုင်လာတဲ့ cherry ပင်ကြီးတစ်ပင်ရှိတယ်အပင်ထက်ကနေတွဲလောင်းကျနေတဲ့ cherry သီးတွေဟာတောက်ပတဲ့ဗရက်များလုံးတွေနဲ့အလားတန်တူကြတာပေါ့အဲ့ဒီပန်းဥယျာဉ်ကြီးထဲမှာခရုငယ်လေးတစ်ကောင်လေးနေထိုင်တဲ့သူ့နာမည်ကတော့ရှယ်လီပေါ့ရှယ်လီဟာပျော်ပျော်နေတတ်တဲ့ခရုလေးတစ်ကောင်ပါနှွေဦးပေါက်နဲ့နှွေရသည်ရောက်တိုင်းသူဟာလက်ပြလေးတွေနဲ့စော့ကစားပြီးငှက်ကလေးတွေကိုလိုက်ကြည့်နေတတ်တယ်ဒါပေမဲ့စောင်းရည်ရောက်လာရင်တော့ရှယ်လီဟာသူ့ရဲ့တက်တောင့်တက်တာရှိလာတဲ့ခရုကိုထဲမှာဝင်ပြီးတော့တဆောင်းနှလုံးနှွေးထွေးစွာအိတ်ဆက်နေပါတော့တယ်ဆောင်းနှင်းတွင်ကုံသွားရင်တော့ရှယ်လီဟာအိတ်ဆက်ရာကထလာပြီးအခွန်ထဲကနေထွက်ခဲ့တာပေါ့နှွေဦးပေါက်ပြီဆိုတာသိကြရင်လားလို့သူချောင်းကြည့်လိုက်တယ်နှွေဦးပေါက်ခဲ့ပါပြီရှယ်လီလည်းဝမ်းသာသွားတော့တယ်ပန်းကလေးတွေဟာနေအောင်ကြီးကိုကြိုဆိုရင်းငါဆွင့်ပွင့်နေကြတာကိုသူမြင်ရတာပေါ့ကြားပတုံးလေးတွေကလည်းတဝီဝီမြည်ပန်းဝီစုပ်နေကြတယ်လေလက်ပြလေးတွေကလည်းဘေးမှာဝဲနေကြတယ်ဒီဥယျာဉ်ကြီးဟာနှွေဦးရသည်ကိုကြိုဆိုနေပါပြီရှယ်လီဥယျာဉ်ကြီးကိုဖြတ်နေတော့မှပဲသူဘိုက်ဆာလာတယ်အော်ဆောင်းနေတော့ငါဘာမှမစားခဲ့ရဘူးအခုတော့တခုခုစားမှဖြစ်မယ်ဒါနဲ့ဒီလောက်ကြီးရဲ့ဥယျာဉ်ကြီးထဲမှာဘာစားရပါမလဲသူဟာဟိုဒီရှောက်ကြည့်လိုက်တဲ့အခါချယ်ရီပင်ကြီးကိုတွေ့သွားတော့တယ်အိုးချယ်ရီပင်ကြီးပဲဝါအရန်ချိုပြီးအရေးရွှမ်းတဲ့ချယ်ရီသီးတွေအများကြီးရှိနေမှာပဲစားလို့လည်းတိတ်ကောင်းပါပဲရှယ်လီဟာချယ်ရီပင်ကြီးနားကိုချင်းကပ်လာခဲ့ပြီးစတင်တက်ခဲ့ပါတော့တယ်အမြင့်ကွင်းဝဲကြီးတွေပေါ်ကိုသူရောက်တဲ့အခါခြုံပေါက်တွေကြားထဲကနေဖားတစ်ကောင်ခုန်ထွက်လာတယ်ဖားကတော့ရှယ်လီမိတ်ဆွေဖြစ်တဲ့မစ္စတာခရူကီပါဟယ်လိုရှယ်လီရေဒါရလောက်ပါတဲ့နက်နက်ခင်းလေးမှာမင်းဘယ်ကူများသွားမလို့လဲကွယ်အိုးဟုတ်ကဲ့မစ္စတာခရူကီကျမဘိုက်ရန်စာနေလို့ဒီချယ်ရီပင်ကြီးပေါ်ကချယ်ရီသီးတွေကိုသွားခုစားမလို့ပါယောချစ်ခင်ရတဲ့ရှယ်လီရေအပင်ပေါ်မှာချယ်ရီသီးတွေမသီးသေးဘူးလေအခုဆိုအရွက်တွေပဲရှိသေးတယ်အခုသီးမရှိသေးပါဘူးဟိုးတစ်ပင်ထိတ်ဆုံးကိုကျမရောက်ရင်ရှိလာမှာပေါ့မင်းစီမှာသာငါလိုအမြင့်ကြီးခုန်နိုင်တဲ့ခြေတန်းရှည်တွေရှိလူရေဒီလောက်ပင်ပန်းပန်းတက်နေကြမလိုပါဘူးငါမနဲ့စာစားဖို့အတွက်ရင်ကောင်တွေသွားဖမ်းလိုက်အောင်မယ်ကွာမင်းကလိုက်အောင်မလားအေးရပါတယ်နေပါစီတော့အဲ့ဒီရင်ကောင်တွေဆိုတာရှင်းတော့ပဲအရသာရှိရပါဟုတ်လို့လားကွယ်ရင်ကောင်ကလည်းချယ်ရီသီးလိုပဲအရေးရွှမ်းပါတယ်ပူတောင်းပုံမယ်ဟုတ်ပါပြီထားပါတော့ကျမရင်ကောင်တွေအရေးရွှမ်းတာကိုလုံးဝမကြိုက်ပါဘူး Goodbye Mr. Crookie ကျမတော့မှဖြစ်တော့မယ်ရှင့်ရဲ့ဟုတ်အဲ့အစာကိုသာလိုက်ဖမ်းမှာတော့ဟုတ်ပြီလားဖားဟာရင်ကောင်ကိုလိုက်ဖမ်းဖို့ခုံလိုက်တာပေါ့ဒါပေမဲ့လည်းစိတ်ကလောနေတော့အရှိန်လွန်ပြီးတစ်ကိုင်းကြီးကိုခေါင်းနဲ့သွားဆောင်ပြီးတော့တယ်ကျမရှင်းလို့မခုံတတ်တာအရန်ကောင်းတာပဲကျမဘာသာဖြည်းဖြည်းလေးသွားမယ်သူဟာဖြည်းဖြည်းချင်းပျော်ပျော်ပါပါဆက်တက်လာလိုက်တာပင်စီတုတ်ကြီးစီကိုရောက်လာပါတော့တယ်အဲ့ဒီမှာသူ့မိတ်ဆွေနောက်တစ်ကောင်ဖြစ်တဲ့ပြားလေးပန်ပယ်နဲ့စုံပြန်နေပန်ပယ်ဟာရှယ်လီကိုမြင်တော့တဝီဝီမြင်တိုးကပ်လာတော့တယ်ရှယ်လီဒီနေရာဘာလာလောက်တာလဲလင်ငင်းခံမလို့အပင်ပေါ်ကိုတက်လာတာလားအာဟာမဟုတ်ပါဘူးပန်ပယ်တစ်ပင်ထိပ်ဖျားမှာရှိတဲ့ချယ်ရီသီးချိုချိုတွေကိုစားကြလို့ငါဒီပေါ်တက်လာခဲ့တာပါချယ်ရီသီးကနွေရာသီရောက်မှတီးမှလေအခုမှတည့်ရက်တွေဝေတော့မှရှိသေးတာဟုတ်တယ်ငါလည်းအရွက်တွေကိုပဲမြင်သေးရပါအရွက်နဲ့အတီမတူမှန်းလဲငါခွဲခြားတတ်ပါတယ်ဒီအတွက်ကျေးဇူးပါပဲဒါပေမဲ့ငါအသွားနေတော့ချယ်ရီသီးချိန်ငါရောက်သွားတဲ့အခါနွေရာသီလည်းရောက်နေလောက်ရောပေါ့ဒီလိုလားဒါဆိုငါနေအောင်ကူညီမယ်လေချယ်ရီသီးချိန်ရောက်ရင်ငါကြောက်ပေါ်မှာစီးပြီးလိုက်ခဲ့ငါလေဟုန်ထဲမှာနေအောင်အမြဲဆုံးခေါ်သားမယ်အာနေပါစေကျေးဇူးပါပဲဟာနင်ကြောပေါ်လိုက်စီးရင်ငါမူးနေပါအောင်မယ်မတော်လို့ခြေချော်ပြီးပြုတ်ကြရင်ဒုက္ခပဲလေလုံးဝမပြုတ်ကြပါဘူးဟာငါအန်ဒီရဲ့ကင်းပြန်မှာပါဒါဆိုကောင်းပြီလေနင်မလိုက်ချင်ဘူးဆိုရင်လေနေပါစေတော့တတအရေးအရွှဲဆုံးချယ်ရီသီးတွေကိုနင်စားရပါစေလို့ဆုတောင်းပေးပါရဲ့ပြားကလေးလည်းပြန်ထွက်သွားတော့တယ်ရှယ်လီကတော့သူ့ရဲ့ထုံးစံအတိုင်းရှေ့ကိုဦးတည်လိုက်ပြီးဖြည်းဖြည်းနဲ့မှန်ဆက်ချီတက်ခဲ့တော့တယ်နေကင်းဘက်ဒီမှာဆိုရင်တခါတလေတိတ်မောပန်းလွန်းတဲ့အချိန်တွေရှိခဲ့တယ်။ဒါပေမဲ့နေရဲတောက်ပတဲ့ချယ်ရီသီးတွေကြောင့်စဉ်းစားလိုက်တိုင်းအားသစ်တွေရပြီးဆက်တက်ခဲ့ပြန်တာပေါ့။ညဘက်ဒီမှာတော့ခရီးကုန်တွေကိုတိုးဝင်ပြီးနှိမ့်ချိုက်စွာအိတ်တယ်လေ။နောက်တနေ့မနေ့ရောက်တော့ခရီးဆက်ပြန်တာပေါ့။ရာသီဥတုဟာနွေရာသီဘက်ကိုတဖြည်းဖြည်းကူးပြောင်းလာခဲ့တယ်။ရှယ်လီလေးဟာအပင်ပေါ်မှာချယ်ရီအဖူးလေးတွေကိုတောင်လှမ်းမြင်နေရပြီလေ။အဖူးလေးတွေကိုကြည့်နေတော့မှပဲလေပြင်းပြင်းတစ်ချက်တိုက်ခတ်သွားတာကိုခံစားလိုက်ရတယ်။သူ့မိတ်ဆွေဝင်စီရောက်လာပြန်တာပေါ့။အိုးဝင်းစီပါလား။နင်းကြောင့်ငါလွင့်ထွက်သွားတော့မလို့။ဟယ်လိုရှယ်လီပန်းမွေပရီတွေကိုကြည့်ဖို့နင်တီကိုရောက်လာလား။အဖ
ဖူးလေးတွေကိုကြည့်ရတာမလှဘူးလားလှပေမဲ့အဖူးကနေချယ်ရီသီးတွေအဖြစ်ပြောင်းသွားတဲ့အချိန်ကျမှငါအတွက်ပိုပြီးရင်ခုန်စီတာလေချယ်ရီသီးတွေချယ်ရီသီးစားဖို့ဒီပေါ်တက်လာတာလားအခုမှပန်းပွန်းဘဝပဲရှိသေးရလေနေရောက်လာတာအရန်ကိုစောလွန်းနေသေးတယ်ဒီလိုတော့မဟုတ်ဘူးဝင်းစီရဲ့ငါရောက်တာမစောပါဘူးငါအချိန်ကိုက်ပြီးရောက်လာတာပါနင်းစီမာသာငါလိုအတောင်ပံကြီးကြီးတွေရှိခဲ့ရင်ဟိုးတစ်ပင်ထိပ်ပြောင်းငါလိုပဲအตาလေးပြန်သွားနိုင်မှာပဲငါတောင်ပံတွေကိုကြည်စမ်းငါတောင်ပံတွေကတိတ်ကိုလှမနေဘူးလားငါတောင်ပံတွေကကပိုင်ငါစီမှာအတောင်ပံတွေရှိမနေရလဲဟုတ်တုတ်တုတ်ပဲရှယ်လီဟာခရီးဆက်ခဲ့ပြန်တယ်သူသွားစရာဆိုလို့တစ်ကိုင်းတစ်ခုပဲကြံတော့တာပေါ့ဂိုင်းလေးပေါ်ကိုသူရောက်တော့အပင်ကြီးတစ်ပင်လုံးကိုချယ်ရီပန်းဖြူတွေဖုံးအုပ်နေတာကိုသူတွေ့လိုက်ရတယ်ပန်းနေရဲ့မှုရနံကဥယျာဉ်ကြီးတစ်ခုလုံးမှာထုံတင်းနေပါတော့တယ်သူဟာပန်းရနံတွေကိုရက်ပြီးရှူရှိုက်လိုက်တယ်အဲ့ဒီနေရာမှာလက်ကလေးနှစ်ကောင်စကားပြောနေတာကိုသူကြားလိုက်တာပေါ့ ဟေးအဲ့ဒါရှယ်လီမဟုတ်လားကွာဘယ်မလဲအိုးဟုတ်တာပေါ့ရှယ်လီကဒီအပင်ပေါ်ကိုဘလူးလို့ရောက်လာတာလေဟေးရှယ်လီတစ်ပင်မြင့်ကြီးပေါ်ကိုဘာဖြစ်လို့တက်လာခဲ့တာလဲဒီလောက်မြင့်တာနင့်အတွက်အန်နေမများလို့ဘူးလား အော်ဟယ်လိုဟုတ်ပါတယ်ကျမအရင်ကဒီလောက်မြင့်တဲ့နေရာကိုမတက်ဘူးပါဘူးဒီပင်ပေါ်မှာတီးမဲ့ချယ်ရီသီးတွေကိုစားကြလို့တက်လာခဲ့တာပါ ချယ်ရီသီးစားခြင်းလို့ဒီဘော်ဒီတက်ခဲ့တာဟုတ်လားအရန်မပင်ပန်းဘူးလား အရန်ပင်ပန်းတာပေါ့ခရီးကလည်းအဝေးကြီးပဲဘိုက်ကလည်းအရန်ဆနေပြီဒါပေမဲ့ချယ်ရီသီးတွေအကြောင်းကိုတွေးလိုက်မိတိုင်းဆက်တက်ဖို့ခွန်အားရရခဲ့တယ်လမ်းတစ်လျှောက်လုံးမှာလည်းမိတ်ဆွေတွေအများကြီးနဲ့စုံခဲ့ရသေးတယ် တော်တော်ချီချူဖို့ကောင်းတာပဲဒါပေမဲ့ချယ်ရီသီးကမသေးသေးဘူးကွာအခုမှအပွင့်ပဲပွင့်သေးတာလေစိတ်မကောင်းပါဘူး စိတ်မကောင်းမဖြစ်ပါနဲ့ကျမခရီးစဉ်ကလည်းမပြီးသေးပါဘူးဒီပင်ပေါ်ကိုကျမဆက်တက်ဖို့နည်းနည်းလေးလိုနေသေးတယ်ကောင်းပြီလေရှင်တို့ကျမနှုတ်ဆက်ခဲ့ရနော်ကျမကတော့ဆက်တက်လိုက်အောင်မယ်ငှက်နှစ်ကောင်ကရှယ်လီကိုနှုတ်ဆက်လိုက်ကြတယ်ရှယ်လီလည်းဂိုင်းများတွေစီကိုဆက်ပြီးတော့ခရီးနေလာတာပေါ့သူဟာတစ်ပင်ကြီးရဲ့ထိပ်ဖျားကိုရောက်လာခဲ့ပါတော့တယ်သူလည်းတိတ်မောပန်းနေပါပြီဒါပေမဲ့သူ့ရဲ့ပက်ပက်လေကိုကြည့်လိုက်တဲ့အခါသူမြင်မှုသမျှတွေကလှဆုံးချယ်ရီသီးတွေကိုတွေ့လိုက်ရပါတော့တယ်ဝါတော်တော်အရင်ရွှဲမဲ့ချယ်ရီသီးတွေပါလားအော်ဘယ်သီးကိုအရင်စားရမလဲဘယ်သီးကိုအရင်စားရမလဲကဲမထူးတော့အားလုံးစားပြစ်မယ်ဟိရှယ်လီဟာချယ်ရီသီးတွေကိုအငမ်းမရစားလိုက်တာဘိုက်ပြေပြီးဆက်မစားနိုင်တော့တဲ့အထိပါပဲသူ့ဘိုက်ကြီးကလည်းချယ်ရီသီးတွေလိုပဲဖောင်းဖောင်းကြီးဖြစ်လာတယ်အော်ငါဘိုက်ကြီးရောတိတ်ကိုပြေးသွားပြီငါဆွဲမလျှော့ပဲတက်ခဲ့လို့သာအခုလိုစားခွင့်ရတာတက်ခဲ့ရတဲ့ခကြီးကရှင်လျားကြမ်းတမ်းလိုက်မယ်ရလက်ကတော့အမခံမယ်တိတ်စားလို့ကောင်းတယ်ဟုတ်တာပေါ့ရှယ်လီတိတ်ပျော်နေခဲ့တယ်လေသူဟာစိတ်ရှိလက်ရှိခကြီးချမ်းနေပြီးစူးစမ်းအားထုတ်ခဲ့တယ်ကလေးတို့စီမှာတကယ်လို့လိုချင်စိတ်ပြင်းပြနေမယ်ဆိုရင်ဘယ်တော့မှအရှုံးမပေးရဘူးဆိုတာကိုရှယ်လီလေးကတက်တည်ပြသွားတာပေါ့ကွယ်